Hello အားလုံးပဲမင်္ဂလာပါ Sub Official Channel နဲ့ပြီးတော့မှကြိုဆိုလိုက်ပါရခင်ဗျာဒီဗီဒီယိုထဲမှာကတော့မကြာခင်မှာရောက်ရှိလာတော့မယ် MSC event အကြောင်းအရာအသေးစိတ်တွေနဲ့ဒီ Sanrio event ပေါ့နော်ဒီ Sanrio event ရောက်လာမယ်ဒီ date တွေနောက်ပြီးသွားရင်တော့ဒီနှစ်ထဲမှာပဲရောက်လာမယ်ဒီ Exorcist event မှာပါဝင်လာမယ် skin အသစ်၄កောင်အပြင်တခြားအကြောင်းအရာတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ပြီးတော့အားပေးတော့ဖို့တောင်းဆိုလိုက်ပါရခင်ဗျာကဲဒီတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ကဲပထမဆုံးတစ်ခုအနေနဲ့ဒါ All Star Skin တွေကိုပြောပြမယ်ဒီ All Star Skin တွေကဒီလာမယ့်2025 All Star Skin တွေပေါ့နော်ဒီမှာဆိုတော့ Popan Cooper Red Skin ကိုတော့ free ရရှိမှာဖြစ်တယ်ဒီ Hacker Skin ကိုတော့ All Star Skin ကိုတော့ coin နဲ့ဖောက် coin နဲ့လဲရမယ်ပေါ့နော်ဖောက်ကမယ်ဒီ Jaw Hair Skin ကိုတော့Battle Pass ကိုနဲ့ဝယ်ရမယ်ပေါ့နော် Diamond 346လုံးရဲ့996လုံးရဲ့ဆိုပြီးတော့ဝယ်လို့ရမှာပဲဖြစ်ပါတယ်ကဲဒီတော့ဘာပဲဖြစ်ဖြစ်ပေါ့နော် skin တစ်ကောင် free ရမယ်ဆိုတော့ဘာဖြစ်ဖြစ်ဂုံးတာဂုံးနောက်တစ်ခုအနေနဲ့ MSC event အကြောင်းပဲပြောပြမယ်ကဲဒီ MSC event ကတော့အရင်နှစ်တွေတုန်းက MSC event အတိုင်းပဲဒီ test တွေလုပ်ပြီးတော့ MSC skin တစ်ကောင်ကို free ရရှိနိုင်မှာဖြစ်တယ်ဒီ MSC လက်ရှိမှာကတော့ဒီအရင်နှစ်တုန်းကလာသွားခဲ့တဲ့ဒီ skin ပေါ့နော် Valentina skin နဲ့အစားထိုးပြထားပြီးတယ်တကယ်တော့ဒီနှစ်မှာဆိုရင်ဒီနတ်တန်ရဲ့ skin MSC skin ကရောက်ရှိလာမှာဖြစ်တယ်MSC ပွဲတွေကို ဒီ vote လုပ်မယ်ပေါ့နော်ဒီခန့်မှန်းမယ် guess လုပ်မယ်ပြီးတော့ကိုအားပေးမဲ့အတင်းကို vote လုပ်မယ်နောက်ကတော့တခြား touch တွေ gain တွေပါဆော့မယ်ဆိုရင်တော့သူ့ရဲ့ coin တွေရမယ်အဲဒီ MSC coin တွေနဲ့မှာကိုက skin လဲရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ပြထားပေးတဲ့အတိုင်းပဲ MSC point တွေနဲ့လဲလို့ရတယ်လို့ဒီ main skin ပေါ့နော်ဒီအသေးရောက်လာ skin ကို MSC point နဲ့လဲလို့ရတယ်လို့ diamond 916လုံးနဲ့လဲဝယ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကသူ့မှာဆိုရင်ဒီ chest ပေါ့နော် MSC Sport Chess ကနေပြီးတော့လဲ MSC Patch တွေကိုကန်ဆန်းနိုင်ပါသေးတယ် MSC Patch တွေကို Diamond 20တဲ့နဲ့ကန်ဆန်းလို့ရမှာဆိုတော့မိုက်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ဒီဘာပဲဖြစ်ဖြစ်ပေါ့နော် MSC Coin တွေလဲကန်ဆန်းလို့ရတာဖြစ်တဲ့အတွက်ဒီ event တကယ်လို့ရောက်လာခဲ့ရဆိုရင်တော့ဂုံစင်ကြည့်ကြဖို့ပြောချင်တယ်ဒီ event ကတော့ဇွန်ဇူလိုင်ထဲမှာရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒီတော့တိတ်တော့မကြဘူးပေါ့နော်တိတ်တော့မကြတော့ဘူးဒီတော့ပါဝင်လာမဲ့ skinကတော့ skin အသစ်အနေနဲ့လက်ရှိပြထားပြီးရဲ့နတ်တန်ရဲ့ new skin ပဲဖြစ်တယ်ဒီနတ်တန်ရဲ့ MSC skin อ่ะဆိုတော့တော်တော်လေးမှမိုက်တယ် MSC skin ဆိုတဲ့ဒီအတိုင်းပဲအရင်နှစ်တုန်းက MSC skin လိုပဲ design color ကတော့အဲ့လိုမျိုးလာတယ်ဒါပေမဲ့ဒီနတ်တန်ရဲ့ skin ကတော့တော်တော်လေးမှမိုက်တယ်လို့ပြောလို့ရပါတယ်ကဲနောက်တစ်ခုအနေနဲ့ကဒါကတော့ Exorcist skin အသစ်လေးကိုပြောပြပေးမယ်ဒါကစပါရဲ့ Exorcist skin အသစ်ပေါ့နော်သူကလာမဲ့ဒီ2025ဒီထဲမှာပဲပေါ့နော် Exorcist event မှာပါဝင်လာမယ်လို့သိထားရတယ်ဒါ skin စာပေ fix ဖြစ်သွား skin စာပေနောက်ခုနေရဒါကတော့ phobia ရဲ့ skin မှာတော်တော်လေးမှမိုက်တယ်လို့ပြောလို့ရပါတယ် phobia ကတော့အခုမှ skin အသစ်အမိုက်စာထွက်မှာဖြစ်ပါတယ်လုံးဝယူ share ပေါ့နော်တော်တော်လေးတော့သဘောကျစရာလို့ပြောလို့ရပါတယ် phobia player နဲ့သဘောကျလိမ့်မယ်နောက်ခုနေရဒါ ruby ရဲ့ exorcist skin ဒါက ruby player နဲ့လည်းသဘောကျလိမ့်မယ်ကျွန်တော်ဆိုရင်တော့ဒီ ruby ရဲ့ skin ကိုတော့ယူပြစ်မယ်ထင်တယ်ပေါ့နော်တော်တော်လေးမှမိုက်တယ်ကဲဒီတော့ဒီ ruby player နဲ့လည်းသဘောကျမယ်လို့ထင်ပါတယ်ကဲဒီတော့ပေါ့နော်နောက်ထပ် skin တစ်ခုကိုပြောရမယ်ဆိုရင်တော့ဒါက11ရဲ့ skin လေးဒါ11 skin ကတော့ဒီ exorcist skin လေးကတော်တော်လေးမှချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ဒီ11 skin နဲ့လုံးဝယူချင်စရာလေးပေါ့နော်ဒီခြားပေါက်ယူတင်တယ်လို့ထင်ပါတယ်ဘာဖြစ်ဖြစ်ဒီ event တွေကဒီ event ကလာမယ့်2025အတွင်းမှာပဲရောက်လာမှာဖြစ်တဲ့အတွက်ဂုံးစင်မစုထားတင်တယ် diamond စုထားတင်တယ်လို့ထင်တယ်နောက်တစ်ခုအနေနဲ့ကဒါဇူလိုင်လအတွင်းမှာပြန်လဲရောက်ရှိလာမယ့်ဒီ Sanrio event ပဲဖြစ်တယ်ဒီ Sanrio event ကတော့ဒီလာမယ့်ဇူလိုင်လအတွင်းမှာပဲရောက်ရှိလာမှာဖြစ်ပါတယ်သူကဆိုရင်ဒီ10ရက်နေ့17ရက်12ရက်နေ့ဝန်းကျင်လောက်မှာရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်ဒီတော့ဒုတိယအပတ်ထဲမှာရောက်လာမလားဒါမှမဟုတ်ပထမအပတ်ထဲမှာရောက်လာမလားကတော့ဒိတ်ကတော့တေချာတော့မသိရသေးဘူးဆိုပေမဲ့ဒီ player ရင်းနဲ့ကတော့ဗောနော်ဒီ free ကုန်းဆင်းလို့ရမှာဖြစ်တဲ့အတွက် skin ကို free ကုန်းဆင်းလို့ရမှာဖြစ်တဲ့အတွက်တေချာပေါက် diamond တွေနဲ့စုထားတင်ပြီးတော့ကုန်းဆင်းတင်တယ်လို့ထင်ပါတယ်ကြည့်တော့ video လေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပဲကြည့်ရှုပေးကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video တစ်ပုံပါပဲကျွန်တော်တို့ပြန်ဆောင်တွေ့ကြပါမယ်နော်အားလုံးပဲ bye bye